မြတ်စွာဘုရားလက်ထက်ကနတ်သားတစ်ပါးကမြတ်စွာဘုရားကိုလာပြီးတော့မေးတယ်ဘယ်လိုအရာကိုလှူဒန်းလို့ရှိရင်ခွန်အားကိုလှူဒန်းရာရောက်ပါသလဲတဲ့ဆိုလိုတာကဖြစ်လေရာဘဝမှာခွန်အားကြီးအောင်ဘာတွေကိုလှူရမှလဲတဲ့နားလေအောင်သဘောပေါက်အောင်နားထောင်တော့တခါဤမိုင်များဘယ်လိုအရာကိုလှူလို့ရှိရင်ရုပ်ဆင်းအင်္ဂါလှပတင့်နေခြင်းကိုလှူဒန်းရာရောက်ပါသလဲတဲ့ဘယ်နှချက်ရှိပြီဘယ်လိုအရာကိုလှူဒန်းရင်ချမ်းသာဒုက္ခကိုလှူဒန်းရာရောက်ပါသလဲတဲ့ဘယ်လိုအရာကိုလှူဒန်းလို့ရှိရင်မျက်စိကိုလှူဒန်းရာရောက်ပါသလဲတဲ့ဘယ်လိုအရာကိုလှူဒန်းရင်အလုံးစုံကိုလှူဒန်းရာရောက်ပါသလဲတဲ့မိကွန်းဘယ်နှချက်၅ချက်မေးတာ9မိနစ်အတွင်းပြီးပြောပါနော်အဲ့ဒီမှာမြတ်စွာဘုရားကအစာအာဟာရကိုလှူဒန်းလို့ရှိရင်ခွန်အားကိုလှူဒန်းရာရောက်တယ်တဲ့ဖြစ်လေရာဘဝမှာခွန်အားကြီးမယ်ပေါ့အဓိကဟုတ်လားအဝတ်အစားကိုလှူဒန်းလို့ရှိရင်အဝတ်အထည်ကိုလှူဒန်းလို့ရှိရင်ရုပ်ရည်လှပတင့်တယ်ခြင်းကိုလှူဒန်းရာရောက်တယ်တဲ့ဖြစ်လေရာဘဝမှာရုပ်ချောမယ်ပေါ့ဟုတ်လားစီးစေရာရင်ကိုလှူဒန်းလို့ရှိရင်ချမ်းသာဒုက္ခကိုလှူဒန်းရာရောက်တယ်တဲ့ဖဏတ်ဟာလည်းပဲရင်ထဲမှာပါတယ်နော်ဖဏတ်လှူတယ်မိမိတို့ကကားတို့ဘာတို့မလှူနိုင်ဘူးဆိုရင်ခရီးစရိတ်တို့ဘာတို့သူများလမ်းသွားတဲ့နေရာမှာအဆင်ပြေအောင်လှူမယ်ဆိုရင်လည်းဒါရှင်ကိုလှူဒန်းရာရောက်တယ်လို့ပြောလို့မရဘူးလားအဲ့ဒီလိုရင်အစရှိတဲ့ဖဏတ်အစရှိတဲ့လှူဒန်းပွဲဝတ္ထုကိုလှူဒန်းလို့ရှိရင်ချမ်းသာဒုက္ခကိုလှူဒန်းရာရောက်တယ်လူခံတဲ့ပုဂ္ဂိုလ်ချမ်းသာသွားစေလို့နော်အလင်းရောင်ကိုလှူဒန်းရင်စီမီးကိုလှူဒန်းရင်အခုလိုလျှက်စစ်မီးတွေကိုလှူဒန်းလို့ရှိရင်မျက်စိကိုလှူဒန်းရာရောက်တယ်တဲ့ဘယ်နှချက်ရှိပြီ၄ချက်ရှိပြီ၅ခုမြောက်မေးခွန်းမှတ်မိသေးလားအလုံးစုံလှူဒန်းတာနော်ဘာကိုလှူဒန်းရင်အလုံးစုံကိုလှူဒန်းရာရောက်ပါသလဲဆိုတဲ့မေးခွန်းလေအရက်လေးမျက်နှာရက်ရှင်းမျက်နှာကကြွရောက်လာကြတဲ့တန်ဃာတော်ရှင်မြတ်များသတင်းသုံးကြပါစေလို့မွန်မြတ်တဲ့စိတ်စေတနာပြဋ္ဌာန်းပြီးတော့ကျောင်းကိုလှူဒန်းရင်အလုံးစုံကိုလှူဒန်းရာရောက်တယ်တဲ့ဝမ်းမြောက်စရာမကောင်းဘူးလားအဲ့ဒါမြတ်စွာဘုရားကနတ်သားကမေးခွန်း၅ခုမေးပြီမလို့အဖြေကို6ခုဖြေတယ်ဗျာနောက်ထပ်အဖြေတစ်ခုကြံသေးတယ်အဲ့ဒါဘာလဲဆိုတော့သူတစ်ပါးနားလေအောင်တရားဓမ္မတွေကိုသိအောင်ပြောပြပေးတယ်ဟောပြပေးတယ်စာဥစာရများလှူတယ်တရားတိကွေများလှူတယ်ခုလိုတရားပွဲတွေဖြစ်မြောက်အောင်လုပ်တယ်ဓမ္မဒါနနော်တရားကိုဖြန့်ဝေတယ်အသိဉာဏ်ကိုဖြန့်ဝေတယ်ဆိုလို့ရှိရင်အဲ့ဒါနိဗ္ဗာန်ကိုလှူဒန်းရာရောက်တယ်တဲ့အဖြေပဲတစ်ချက်6ချက်ပြီးတော့ပိဋကပေါင်းသူတော်ကောင်းတို့ကဒီကနေ့ကျောင်းရည်သက်ချဆိုတော့ဆွမ်းနေပါလေလေလှူကြမှာပါပဲနော်ကိုလှုပ်ထားတဲ့အလုပ်ရဲ့တန်ဖိုးကိုပြုထားတဲ့ကုသိုလ်ကောင်းမှုရဲ့တန်ဖိုးကိုအဲ့ဒါလိုလေးဦးဇင်းတို့ကရှေ့ကနေနည်းနည်းလေးကြောင်းပေးလိုက်တော့ဩတို့ကြောင်းကြီးဆောက်ပြီးတော့စုပေါင်းပြီးတော့လှူဒန်းထားတာအလုံးစုံသောချမ်းသာဒုက္ခကိုလှူဒန်းရာရောက်တယ်ဆိုပါလားအလုံးစုံသောချမ်းသာဒုက္ခဆိုမှတော့နိဗ္ဗာန်လည်းမပါဘူးလားပါတယ်နော်အဲ့ဒီတော့လောကအတွင်းမှာရနိုင်တဲ့ချမ်းသာတွေလောကလွန်ချမ်းသာဖြစ်တဲ့လောကုတ္တရာချမ်းသာတွေအားလုံးကိုကြောင်းကိုလှူဒန်းသောဒါနကောင်းမှုသည်ရအောင်မပေးနိုင်မေဘူးလားပေးနိုင်မေအဲ့ဒီစကားလေးကိုဖန်ဖန်ထပ်ထပ်နှလုံးသွင်းပြီးတော့မိမိတို့ဘဝတစ်လျှောက်လုံးမတို့ကြောင်းလှူခဲ့ရတယ်ကြောင်းလှူခဲ့ရတယ်လို့တွေးပြီးတော့အပ္ပရစေတနာများဖြစ်နိုင်ကြပါစေဟုတ်လားအဲ့ဒါကတော့ကြောင်းအနုမောဒနာတရားပဲ